တရုတ်ကိုလည်းမိုက်တေးတူးဖြစ်ပါတယ်အရှိပိုင်းနေရာရိုက်မှုတွေပါတော့ဒီနေ့လည်းစမ်းကြည့်လိုက်ပါနော် So the first station today we will go to the local market. ဟိုကတော့ local ဈေးကိုရောက်နေတာပေါ့နော်ဈေးတက်လိုက်ပါဦးမယ်ဟိုကတော့တန်ပေကိုရောက်နေတာတန်ပေvillage ကိုရောက်နေတာပေါ့နော်။ဘာ village လဲတော့နာမည်မပြောတတ်ဘူး။ကတော့နေ့လည်စာတော့စားမှဖြစ်ပါတယ်။လမ်းလျှောက်ပြီးတော့ဆိုင်ကိုသွားနေတာပေါ့နော်။ကတော့ဆင်စခန်းရောက်နေရပါလမ်းမအိမ်နေလို့မရလာကြပါရှင်ကိုတွေ့ဖို့အထဲကိုမိနစ်30လောက်သွားရတယ်ပေါ့နော်အဲ့တော့နည်းနည်းညောင်းမှဆိုတော့အမိတ်ထံကုန်နေပါထားတာပြပါတယ်နောက်ဆုံးတော့ဒီဘက်ကစီးရနေရခဲ့ပါပြီ။တော်ကြကြကိုပါလိုက်ရတယ်ပေါ့နော်။ဒီဟာလေးစီးဖို့လေကားလေးလည်းတက်ရပါတယ်။လေကောင်တက်တက်ကိုရောက်နေပါပြီ။တော်တော်မြင့်နေပါနော်။နောက်ဆုံးတော့စင်ကိုတွေ့ရပါပြီ